ဟုတ်ကဲ့ရှင်ဒီခုနမှတ်ထားတဲ့အကူကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမဗီဒီယိုကကြတော့ပထမတစ်ချက်အနေနဲ့ကျမပြောချင်တာကမျှဝေထားတဲ့ဗီဒီယိုလုံးဝမဟုတ်ပါဘူးအခုသူကကောင်းကျိုးစုကျိုးပေါ့နော်ကျမအခုဒီဗီဒီယိုလေးနဲ့ပြန်ပြီးတော့တစ်ပိုင်းပြန်ပြီးလိုက်ပါမယ်အကယ်၍ကိုကပေါ့နော်ရေဆိုးမြောင်းတွေလည်းတေချာဆွတ်ထုတ်ထားတယ်ပြီးတော့ရေထုတ်မြောင်းတွေလည်းလှုပ်ထားတယ်ပုံဝန်းကျင်နေထိုင်တဲ့သူတွေအတွက်အလန်းတော်လန်းလာတွေကျမ်းမာရေးကိုထိခိုက်စေတာမျိုးလေစိတ်ညူညင်မှုပြုလုပ်တာမျိုးမရှိဘူးဆိုလို့ရှိရင်တော့ကနေပြီးတော့တိုင်ကြားတဲ့သူရှိသူကိုယ့်ရဲ့အိမ်ကိုဒါမှမဟုတ်လို့ရှင်ကိုယ့်ရဲ့မြေတူးနေတဲ့နေရာကိုမြေဖို့ထားတဲ့မြေကွက်နေရာကိုလာပြီးတော့စုံစမ်းစစ်ဆေးတဲ့အခြေချလို့ရှိရင်သူတို့ပုံချက်တွေနဲ့ဆောင်ရွက်ထားတာဖြစ်တဲ့အတွက်ကွင်းစင်စစ်ဆေးလိုက်တဲ့အခါမှာတိုင်ကြားသလိုမျိုးမဟုတ်ခဲ့ဘူးဆိုလို့ရှိရင်သူတို့ကအရေးယူဆောင်ရွက်မှာမဟုတ်ပါဘူးရှင်နောက်တစ်ခုကကြတော့ဒီလိုမျိုးတိုင်ကြားလိုက်တဲ့ဒီလိုမျိုးကော်မတီကိုလွယ်လင့်တကူတိုင်ကြားဖို့တိုင်ကြားလို့မရဘူးပေါ့နော်တိုင်ကြားမယ်ဆိုလို့ရှိရင်ကော်မတီကနေပြီးတော့ကွင်းစင်စစ်ဆေးတာနဲ့အာမခံချက်ကိုတင်သွင်းရပါတယ်ရှင်ဒီလိုမျိုးအဆောက်အအုံကိစ္စတွေနဲ့ပြည်သူအချင်းချင်းမှာအငင်းပွားဖို့ဖြစ်လာပြီဆိုလို့ရှိရင်ကော်မတီကိုတိုင်ကြားတဲ့သူကဆိုလို့ရှိရင်တိုင်ကြားသူအနေနဲ့ရန်ကုန်မြို့တော်စီပင်သာယာရေးကော်မတီဥပဒေပုံမှာ9အရာဆိုလို့ရှိရင်ကွင်းစင်စစ်ဆေးကနဲ့အာမခံငွေကိုကြွတင်ပေးသွင်းရမယ်ဆိုပြီးတော့လေပြဋ္ဌာန်းထားတာရှိပါတယ်ရှင်။ဒါကြောင့်တိုင်ကြားတဲ့သူဟာဆိုလို့ရှိရင်တိုင်ကြားပြီဆိုလို့ရှိရင်ကွင်းစင်စစ်ဆေးကနဲ့အာမခံချက်ကိုတင်သွင်းနိုင်မှကော်မတီကကွင်းစင်စစ်ဆေးပြီးတာဖြစ်တယ်ဒီလိုမျိုးစစ်ဆေးတာစစ်ဆေးသူတို့တိုင်ကြားတဲ့အတိုင်းပေါ့နော်တိုင်ကြားတဲ့အတိုင်းတကယ်မြေပြင်မှာပြုလုပ်နေတယ်ဆိုလို့ရှိရင်တော့သူတို့ကလိုအပ်တဲ့မြေဖို့ခြင်းလုပ်ငန်းတွေပြန်ပြီးတော့ဆောင်ရွက်ခိုင်းတယ်ဥပမာရေဆိုးမြောင်းတွေဆိုလို့ရှိရင်ပြန်ပြီးတော့ဖောက်ခိုင်းတယ်ပေါ့နော်ဒီလိုမျိုးလေးတွေသူတို့ကညွှန်ကြားပေးတာဖြစ်တယ်နောက်တစ်ခုကကြတော့အဲ့လိုမဟုတ်ဘဲနဲ့မှန်မကန်တိုင်ကြားခဲ့တယ်ဆိုရင်တော့တိုင်ကြားသူတွင်းထားတယ်ဒီမြေပြင်ကွင်းစင်ကားတွေအာမခံငွေတွေကိုအဲ့ဒီငွေပမာဏကိုပေါ့နော်ကော်မတီကနေပြီးတော့သိမ်းယူမှာဖြစ်ပါတယ်ရှင်ဒါကြောင့်လွယ်လင့်တကူတိုင်ကြားလို့မရသလို